လူတိုင်းနိဗ္ဗာန်မှာဖုန်းရှိနေတာဆိုတော့ဒါလေးတွေကို English လို့ပြောချင်တဲ့အခါမှာ English လို့ဘယ်လိုပြောရမလဲဆိုတာကိုလည်းသိထားသင့်ပါတယ်အတူတူကြည့်ရအောင်ဖုန်းကကုန်သွားပြီ My phone is dead My phone is dead Wi-Fi က line ကျနေတယ် The Wi-Fi is not working The Wi-Fi is not working Internet က line နှေးနေတယ်The internet is slow today. The internet is slow today. ငါဖုန်းအသွင်းဖို့လိုတယ် I need to charge my phone. I need to charge my phone. ငါဖုန်းတိုင်ပျောက်သွားပြီ I have lost my signal. I have lost my signal. နေ့ရဲ့အတန်ကိုရှင်းရှင်းလင်းလင်းမကြားရဘူး You are breaking up. You are breaking up. ငါတန်အခုကြားရပြီလား Can you hear me now Can you hear me now ငါ Facebook account ထဲကိုဝင်လို့မရဘူး I can't log in to my Facebook account I can't log in to my Facebook account ငါ password မေ့သွားပြီ I have forgotten my password I have forgotten my password အတော့ဝင်မယ်လို့ယုံကြည်ပါတယ်ဒီထက်ပိုကောင်းတာလေးတွေဆက်ပြီးတော့လေ့လာချင်သေးရဆိုရင်တော့ဒီချက် page လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye